လည်းရောက်တယ်မြောက်ဘက်လာလည်းရောက်တယ်ပေါ့အဲ့ဒီလမ်းစုံမျိုးမှာဇေဒီပထိုးတည်ထားလို့ရှိရင်တဲ့ဇေဒီတွေကိုမြင်လိုက်တာနဲ့လက်အုပ်ကလေးတစ်ချိန်ချီလက်အုပ်ချီလိုက်တဲ့ကြည်နူးတဲ့တရားတရားလေးဟာနတ်ပြည်ကိုပို့ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိပါလေစိတ်ကလေးကြည်နူးတာနဲ့နတ်ပြည်ဆိုတာလွယ်လွယ်လေးနဲ့ရောက်နိုင်တယ်တဲ့ကြည်လေမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုကြည်ညိုတဲ့တရားတရားလေးနဲ့စိတ်ထဲကကြည်နူးယုံလေးနဲ့မထကုံတလီသူတို့သားသေအံ့ဆဲဆဲအချိန်လေးမှာဘုရားကိုကြည်နူးတဲ့စိတ်ကလေးနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကြည်နူးတဲ့စိတ်ကလေးနဲ့သေသွားတဲ့အခါကျတော့နတ်ပြည်သွားဖြစ်တာပဲတခြားဘာကောင်းမှုမှမရှိခြင်းနေစေဒီကောင်းမှုကလေးကနတ်ပြည်ထီအောင်ပို့ပေးနိုင်တယ်ဆိုတော့အလွန်တန်ဖိုးရှိတာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဇေဒီပထိုးတည်ထားဖို့ဆိုတာတမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကြီးဂုံကျေးဇူးကိုကြည့်ပြီးလူတွေဟာလက်အုပ်လေးတစ်ချိန်ချီလိုက်မယ်တစ်ချိန်လောက်ရှ िख ိုးဥချလိုက်မယ်ပန်းလေးတစ်ပွင့်တင်ထူလိုက်မယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေရပြီးတော့သွားနိုင်တယ်ဒီအကျိုးတွေကိုမျှော်ကိုးပြီးတော့ဒါဇေဒီပထိုးတဲပါလို့ပြောတာဗမာပြည်မှာဇေဒီတွေပေါ်တယ်လို့ဆိုပြီးတော့မလို့အပ်ဘူးလို့သူတို့ကမြင်ကောင်းမြင်လိမ့်မယ်ပေါ့နော်အေးသို့တော်လည်းပဲဇေဒီပထိုးမြင်ရတဲ့နဲ့လက်အုပ်မချီမိတဲ့ပုဂ္ဂိုလ်နဲ့လက်အုပ်ချီမိတဲ့ပုဂ္ဂိုလ်ဘယ်သူကများမယ်ထင်မချီမိတဲ့ပုဂ္ဂိုလ်ကများကောင်းများလောက်တယ်ဟုတ်ကဲ့အဲ့တော့ကုသိုလ်ရဖို့ဆိုတာသူ့ဘာသူနဲ့တော့ကုသိုလ်မရနိုင်ဘူးနော်ဇေဒီပထိုးမြင်လိုက်တဲ့အခါဩတတ္တဝတ္တရှာမြတ်စွာဘုရားရဲ့အယုဒ္ဓတ်တွေကိုတီထားကိုယ်ွယ်တဲ့နေရာပါလားလို့စိတ်ကလေးကိုပြင်ပြီးကြည်နူးတဲ့စိတ်လေးနဲ့လက်ဥကလေးချီမိဖို့ရေးမကြည့်ဘူးလားရေးကြည့်တယ်နတ်ပြည်ကတော့လက်ဥလေးတစ်ချိန်ချီတာနဲ့ရောက်ပါတယ်တဲ့နော်ဒါကြောင့်မို့ဇေဒီတွေဟာတီထားကိုယ်ွယ်တဲ့လူကကိုယ်ွယ်ကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်တွေကကြီးညိုလေးစားပြီးလက်ဥချီဖို့ရှ िख ုံးပြီးဖို့အမတန်မှအရေးကြီးပါတယ်နော်ဖရာရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့လက်ဥချီရမယ်နောက်တစ်ခုကနောက်တူကထူပါရဟဇေဒီပထိုးတီထားကိုယ်ွယ်တိုင်းတဲ့နောက်တူကပစ္စေကဗုဒ္ဓ